ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းကတော့မင်္ဂလာပွဲတစ်ခုကြောင့်ဘဝတစ်ခုလုံးပြောင်းလဲသွားတဲ့မိန်းကလေးနှစ်ယောက်ရဲ့အကြောင်းဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ရိုးသားပြီးကျင်နာတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။သူမဟာမိသားစုအတွက်အမြဲနစ်နာခံခဲ့ပေမဲ့ဘယ်တော့မှအတိအမှတ်ပြုမခံခဲ့ရပါဘူး။တစ်ဖက်မှာတော့သူမရဲ့ညီမကမိသားစုရဲ့ချစ်ဆုံးသမီးဖြစ်နေခဲ့ပါတယ်။မိဘတွေကလည်းညီမကိုသာအမြဲဦးစားပေးခဲ့ကြပြီးအမဖြစ်သူရဲ့ခံစားချက်ကိုမစင်စားခဲ့ကြပါဘူး။ဒီနေ့မှာတော့မိသားစုကချမ်းသာတဲ့မိသားစုတစ်ခုနဲ့လက်ထပ်ဖို့စီစဉ်လိုက်ကြပါတယ်။ဒါပေမဲ့မင်္ဂလာပွဲနေ့ရောက်တဲ့အခါမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အကြောင်းမျိုးမျိုးကြောင့်သူတို့သမီးနှစ်ယောက်ရဲ့နေရာတွေလဲလှယ်သွားခဲ့ပြီးလူတိုင်းအံ့အားသင့်သွားကြပါတယ်။အစပိုင်းမှာတော့လူတိုင်းကဒီမင်္ဂလာပွဲကိုအမှားတစ်ခုလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှသူတို့သားကအမှန်တကယ်ကျင်နာတတ်ပြီးရိုးသားတဲ့သူဟာဘယ်သူလဲဆိုတာနားလည်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမိသားစုရဲ့လျှို့ဝှက်ချက်တွေတဖြည်းဖြည်းပေါ်လာခဲ့ပါတယ်။အရင်ကဖုံးကွယ်ထားတဲ့အမှန်တရားတွေကိုသိလာရတဲ့အခါလူတိုင်းရဲ့ဘဝဟာပြောင်းလဲသွားပါတော့တဲ့ချစ်စစ်ဆိုတာငွေကြေးနဲ့အာဏာပေါ်မှာမတည်ရှိပဲလူတစ်ယောက်ရဲ့စိတ်ထားကောင်းမှုအပေါ်မှာတည်ရှိတယ်ဆိုတာကိုဇလန်းကဖော်ပြထားပါတယ်။နောက်ဆုံးမှာတော့ပဲသူကချစ်စစ်ကိုပိုင်ဆိုင်မလဲဘသူကကိုယ့်လုပ်ရဲ့အကျိုးဆက်ကိုရင်ဆိုင်ရမလဲဆိုတာကိုစိတ်ဝင်စားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။အမှန်တရားတွေပေါ်ထွက်လာတဲ့အခါမိဘတွေတောင်သူတို့ရဲ့အမှားကိုနားလည်လာခဲ့ကြပါတယ်။အရင်တုန်းကလစ်လျူရှုထားခဲ့တဲ့သမီးအပေါ်ဘလောက်မမျှတခဲ့ကြောင်းသဘောပေါက်လာခဲ့ကြပါတယ်။သူတို့သားကလည်းသူ့အတွက်တကယ်တင့်တော်တဲ့သူဟာဘသူလဲဆိုတာနောက်ဆုံးမှာနားလည်သွားခဲ့ပါတယ်။ငွေကြေးအဆင့်တန်းနဲ့အလှပတွေထက်စိတ်ထားကောင်းမှုနဲ့သစ္စာရှိမှုကပိုအရေးကြီးကြောင်းသိလာခဲ့ပါတယ်။နောက်ဆုံးမှာတော့လူကောင်းတွေဟာသူတို့နဲ့ထိုက်တန်တဲ့ပျော်ရွှင်မှုကိုရရှိခဲ့ကြပြီးမကောင်းတဲ့လုပ်ရက်တွေလုပ်ခဲ့သူတွေကတော့သူတို့ရဲ့အကျိုးဆက်ကိုပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။ဒီဇာတ်လမ်းကတော့ဘဝမှာတစ်ခါတရံမမျှတမှုတွေကြုံရနိုင်ပေမဲ့စိတ်ထားကောင်းကောင်းနဲ့ဆက်လက်ရည်တည်နိုင်ရင်ဒီနေ့မှာအမှန်တရားနဲ့တရားမျှတမှုကကိုယ့်ဘက်ကိုရောက်လာမယ်ဆိုတဲ့သင်ခန်းစာ